အားလုံးမင်္ဂလာပါကျွန်တော် channel အနေကြိုဆိုပါရစေဒီနေ့တော့ကျွန်တော် channel တနည်းပြည့်တဲ့အနေနဲ့ပထမဆုံး tutorial တစ်ပုဒ်အတူတကွလိုက်လံတီးခတ်ကြရအောင်အဖမြတ်တာဆိုတဲ့ worship တခြင်းလေးအတူတကွကျွန်တော်အစာနီးအဆုံးအတူတကွလိုက်လံတီးခတ်ရင်းနဲ့ကြိုးစားကြည့်ရအောင်ဒီပထမဆုံး intro မှာခုနကျွန်တော်တို့တွေ့တဲ့အတိုင်း tempo ကပုံမှန်လေးနဲ့တီးရဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့လက်ခတ်ကိုလည်းအပေါ်ပိုင်းကိုတစ်ချက် down ပြီးတော့ down up 1 2 3 4 1 2 3 4 1 2 3 4 okay ကျွန်တော် first one ကိုအရင်တီးကြည့်အောင်အပြစ်မရှိတဲ့ကတဲ့ကတပါးပြီးတော့စီလို့ပေးတဲ့ရှိတဲ့လုံးကိုတော့ပေးတဲ့တလောကလုံးမစတော့တယောက်တည်းဒီစက်လို့တဲ့ကြရောက်ခဲ့လေသူရွေးလို့ပါပဲအဲ့ဒါလုံးချစ်ခဲ့တဲ့ intro တိုင်းလိုက်ပြီးတော့ကျွန်တော် down down up down up အဲ့လိုပဲလိုက်လိုက်တီးရမှာဖြစ်ပါတယ်ကျွန်တော် verse 1 နဲ့ verse 2 မှာ verse 1 မှာ drum မှာပါတော့ tempo ကမတူတလို့ဖြစ်ပြီးမဲ့ tempo ကတော့အတူတူပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် chorus ကိုတစ်ချက်နားထောင်ပြီးတော့တီးကြည့်အောင်အဖားချစ်ချင်တဲ့လို့ကြည့်မှာသူနိုင်လို့မရနိုင်ပါဘယ်ရလဲမှာအစားတို့မရနိုင်ပါအဖားချစ်စကူနာတော့တဲ့နေကောင်းကြည့်များစွာရဲ့chorus မှာကျတော့ drum tempo ကနည်းနည်းစိတ်လာတာဖြစ်တဲ့အတွက်ကျွန်တော်လည်း down 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 up verse နဲ့ chorus ကဘယ်နာမတူလဲဆိုရင် verse ကကျတော့ tempo က1 2 3 4 1 2ဆိုတော့တစ်ချက်ချင်းစီပဲတွားတာဖြစ်တဲ့အတွက်ကျွန်တော် down 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 up down 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 အဲ့လိုတီးရ chorus မှာကျတော့နည်းနည်း drum tempo က duk 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 အဲ့လိုတွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ခတ်ကိုလည်း down 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 up down 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 ကိုတော့ကျွန်တော်and it's Satiji on verse 3. And me when she sing the nigga to know to the cause of Chelsea being tired. Check them now, go low. Good on in there. No chama mo so king the nigga to know you don't so then nanya baby. Yeah, change that. Yeah.
music instrument ပိုင်းမှာပါတီးရမှာလဲဆိုရင် music instrument ပိုင်းမှာကျတော့ drum ရဲ့ပတနာခက်စိတ်ဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ခတ်ကိုလည်းဆိုပြီးတော့ tempo ကမြန်တာမဟုတ်ဘဲနဲ့သူရဲ့ bass ကခက်စိတ်ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လက်ခတ်ကလည်းခက်စိတ်ဖြစ်လာမှာဖြစ်တယ်တချို့အဲ့မှာနားလည်မှုလွဲတာကျတော့ဒီလိုမျိုး chorus နဲ့ bridge တို့music instrument ပိုင်းမှာ tempo မြန်လာတာမဟုတ်ဘဲနဲ့ tempo ကသူ့ရဲ့ပုံမှန်အတိုင်း1 2 3 4အဲ့လိုသွားတာဖြစ်ပေမဲ့သူရဲ့ drum bass ကခက်စိတ်ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့နားထဲမှာ tempo ကတက်လာတယ်လို့ထင်နေရတာဖြစ်တယ်เนาะဆိုတော့ကျွန်တော် music instrument ကိုတစ်ချက်သိကြည့်အောင်ခုန bridge မှာကျတော့လို့တော့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ခတ်ကလည်း down 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 up down 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 up အဲ့လိုတော့ဖြစ်ပြီးတော့chorus ကိုဒုတိယခေါက်ပြန်ကြောတဲ့အချိန်မှာကျတော့ drum ရဲ့ bass ပတနာတူ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 လို့တော့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ခတ်ကိုလည်းခက်စိတ်လေးပုံမှန် tempo အတိုင်းပဲဒါပေမဲ့ခက်စိတ်လေးတီးရမှာဖြစ်တဲ့အတွက်အမှဘယ်နာမှကွာလဲဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်နော်ဆိုတော့ဒီနေ့တော့ကျွန်တော်ရဲ့ပထမဆုံး worship tutorial guitar tutorial ကိုအစားဆုံးနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြအောင် bye bye